ဟိုးတော့ကတောတောင်ထဲမှာတဲစုပ်လေးတစ်လုံးထိုးပြီးတော့စင်စင်ငယ်ငယ်နဲ့နေနေတဲ့လင်မယား2ယောက်နဲ့သားသမီး2ဦးသာရှိတဲ့မိသားစုလေးတစ်စုရှိခဲ့တယ်။ချင်းချိုးမြစ်ချိုးနဲ့စင်စင်ငယ်ငယ်နေထိုင်နေကြရတယ်ပေါ့။ဒီနေ့တော့သူတို့နေတဲ့ဘေးမှာရှိနေတဲ့တောင်ရမြေတွေကိုဝယ်ကျင်တဲ့မြို့ပေါ်ကတထေးသူကဝယ်ကျင်တဲ့မြေခွက်တွေကိုကြည့်ဖို့ဆိုပြီးတော့ရောက်လာခဲ့တယ်။အလွန်ဆင်းရဲပြီးတော့ခက်ခဲပင်ပန်းနေတဲ့ဒီမိသားစုလေးကိုအဆင်ပြေအောင်ဆိုပြီးတော့မိဘအမွေကြားနေခဲ့တဲ့ဒီကိုနေတဲ့မြေခွက်လေးတွေကိုထွန်ရက်စိုက်ပြိုးစားနိုင်အောင်ဆိုပြီးတော့နွားတစ်ချင်းဝယ်ပေးခဲ့တယ်။ဒီဆင်းရဲတဲ့ဘဝကလွတ်မြောက်အောင်ကြိုးစားကြဖို့လဲအထက်ထပ်မှာခဲ့တယ်။သူတို့ကလည်းကြိုးစားမယ်ဆင်းရဲခြင်းကလွတ်မြောက်စေရမယ်ဆိုပြီးတော့ဂရိတွေပေးလိုက်ကြတယ်။အဲ့ဒါလို့နဲ့စတင်ပြီးတော့စိုက်ပြိုးရေးလုပ်ခဲ့ကြတယ်။စလုပ်ခါစားဆိုတော့အစင်မပြေတာတွေရှိတာပေါ့။အစပိုင်းမှာအစင်မပြေတာတွေကိုကြိုးစားပြီးတော့ကြော်လွှားခဲ့ကြပေမဲ့လာလေးအတန်ကြားလာတဲ့အခါဒီစိုက်ပြိုးရတာကမလွယ်ပါဘူး။လူလဲဆင်းရဲနွားထင်းကြောင်းရတာကလည်းဆင်းရဲဒီနွားတွေကိုရောင်းပြီးတော့စိတ်တွေဝယ်မွေးမြူရရင်လူလဲသက်သာစိတ်နိုလဲတောက်ရပွားလာလို့များလာရင်တက်လဲစားရနဲ့အဲ့ဒါကပိုးအဆင်ပြေမယ်ဆိုပြီးတော့စိတ်တွေမွေးခဲ့ကြပြန်တယ်မွေးတဲ့စိတ်တွေကမပွားသေးခင်မှာပဲစားစရာမရှိလို့ကျမ်းမာရေးမကောင်းလို့ဆိုပြီးတော့စိတ်လေးတွေရောင်းစားတတ်စားနဲ့စိတ်တွေလည်းပဲနှဲပါလာခဲ့တာပေါ့နောက်ကြားလာပြန်တော့လေစိတ်တွေမွေးရတာကလေးမွေးတာကကြာလွန်းတယ်ဒီစိတ်တွေကြောင်းရတာကလည်းဆင်းရဲပါတယ်ဒီတော့ဒီစိတ်တွေရောင်းပြီးတော့ကြက်တွေမွေးရရင်ဥတာလည်းမြန်ဥလည်းချက်စားရရောင်းလည်းစားရဆိုပြီးတော့စိတ်တွေရောင်းပြီးတော့ကြက်တွေမွေးပြန်တယ်ကြက်တွေကလည်းကြက်နာကြတာကကြလူကချက်စားတာနဲ့ခွေးကကြိုက်တာနဲ့ဆိုသလိုတဖြည်းဖြည်းနဲ့ကုန်းလာခဲ့တယ်နောက်ဆုံးကြမ်းနေတဲ့ကြက်ကလေးနှစ်ကောင်ကိုတော့ချမ်းသာမှလည်းမဟုတ်တော့ပါဘူးဆိုပြီးတော့တကောင်ကိုချက်ပြီးတော့တကောင်ကိုတော့အရက်နဲ့လဲတောက်လိုက်တဲ့အဲ့ဒီတော့လေအရင်လိုဖြစ်သွားတာပါပဲပြောချင်တာကတော့လူတိုင်းမှာအိမ်မက်ဆိုတာတွေရှိခဲ့ကြတယ်အခွန်အရေးဆိုတာတွေလည်းပဲလူတိုင်းရခဲ့ပူးပါတယ်ဒါပေမဲ့ဒီဇိုင်းမမဥတီချက်စီရောက်အောင်သွားနိုင်သူတွေကအောင်မြင်ပြီးတော့ဥတီချက်ပန်းနိုင်စီရောက်အောင်မသွားနိုင်တဲ့သူတွေကကြာရှုံးကြတာပဲဒီဆင်းရဲတဲ့သူဟာနွားလေးတစ်ချင်းရကာစားကတော့တကယ်ကိုချမ်းသာရမယ်ဆိုပြီးတော့စစားချင်းကြိုးစားခဲ့ပေမဲ့အစင်မပြေမှုနဲ့အခက်အခဲလေးဖြစ်လာတဲ့အခါချမ်းသာရမယ်ဆိုတဲ့ဥတီချက်ဟာမှေးမိန်ပြီးတော့လာခဲ့တယ်နောက်လူတိုင်းမှာပန်းတိုင်းဆိုတာရှိတယ်ဆင်းရဲသူနဲ့ချမ်းသာတဲ့သူတွေရဲ့ကွာဟချက်ကချမ်းသာတဲ့သူတွေကချမ်းသာရမယ်ဆိုတဲ့ပန်းနိုင်ကိုဘယ်တော့မှအပြောင်းမခံဘူးဘယ်တော့မှပန်းနိုင်ကပြောင်းလဲမသွားဘူးအခက်အခဲတွေပြဿနာတွေအတားအဆီးတွေနဲ့တွေ့ကြုံလာရင်လေချမ်းသာရမယ်ဆိုတဲ့ပန်းနိုင်ကိုတော့အပြောင်းမခံဘူးအပြောင်းမခံဘူးသွားနေတဲ့လမ်းကြောင်းကိုပဲပြောင်းပြီးတော့သွားမယ်ဒီအလုပ်ဒီလမ်းကအဆင်မပြေရင်ဟိုအလုပ်ဟိုလမ်းကိုပဲပြောင်းလို့မှာပေါ့ချမ်းသာရမယ်အောင်မြင်ရမယ်ဆိုတဲ့ပန်းနိုင်ကိုတော့ပြောင်းကိုမပြောင်းဘူးနောက်မအောင်မြင်လဲနေပါစီတော့ဒီကိုနောက်ပါတာမှတ်လို့ဆိုပြီးတော့ဟိုလောက်ဆိုတော်ပေါ့ဒီလောက်ရှိတော်ပေါ့ဆိုတာမျိုးနဲ့ပန်းတိုင်ကိုပြောင်းမသွားစေအောင်ဘလောက်ပဲအခက်အခဲတွေရှိနေပါစီလုပ်နေတဲ့လုပ်ငန်းကအရင်နှိကိုလည်းထုတ်မစားဘူးအပင်စိုက်ရမယ့်ဥကိုဘယ်တော့မှချမ်းသာတဲ့လူတွေကပြုတ်မစားခဲ့ကြဘူးဆင်းရဲတဲ့သူတွေကအောင်မြင်ရမယ်ဆိုတဲ့ပန်းတိုင်တွေရှိကြပေမဲ့အဲ့ဒီပန်းတိုင်စီကိုသွားနေတဲ့အခါအခက်အခဲတွေအတားအဆီးတွေပြဿနာတွေနဲ့တွေ့ကြုံလာတဲ့အခါဒီလမ်းကမရရင်ဟိုလမ်းကဆိုတဲ့လမ်းပြောင်းမှုစိတ်အားမတန်ကြပဲနဲ့ပန်းတိုင်ကိုပဲပြောင်းပြလိုက်ကြတယ်ဒီလောက်ရှိလေတော်ရော့ဘောဆိုတာမျိုးပေါ့နောက်အရင်နည်းကိုလည်းထုတ်သုံးစားခြင်းရတယ်ဥကိုပြုတ်စားခြင်းရတယ်ဒီတော့ညီကုန်းကျုပ်ပြောချင်တာကတော့အောင်မြင်ရသလားပန်းတိုင်ကိုအပြောင်းမခံပါနဲ့အခက်အခဲတွေ့တာနဲ့ပန်းတိုင်ကိုပြောင်းမပစ်ပါနဲ့လမ်းကြောင်းကိုပဲပြောင်းရင်ပြောင်းပါဒီလမ်းကသွားမရရင်ဟိုလမ်းကနေသွားပါပန်းတိုင်ကိုတော့ရောက်အောင်ကိုသွားပါ
လမ်းမကောင်းလို့မသွားပဲပန်းတိုင်ပျောက်သွားတယ်ဆိုရင်လမ်းမကောင်းတာနဲ့ပန်းတိုင်တွေပြောင်းသွားတယ်ဆိုရင်တော့အောင်မြင်ဖို့ခက်ခဲလိမ့်မယ်အားလုံးအောင်မြင်ခြင်းနဲ့ဆန္ဒအောင်မြင်ရမယ်ဆိုတဲ့စိတ်အောင်မြင်အောင်ကြိုးစားမှုဝိရိယအောင်မြင်ဖို့ပညာရက်တွေနဲ့ပြည့်စုံနိုင်သူများဖြစ်ကြပါစေ